လူဘဝဆိုတာရှိတန်တော့မကြောင်မကြအခက်ခဲများနဲ့တွေ့မယ်ယုံကြည်လိုက်မင်းနှလုံးသားတတိရှိနိုင်မှာပြန်ဆုံးမဲနေရမြတချို့ကရည်တွက်ထားကြမယ်ဒုက္ခပါမြေအနာဂတ်တွေလာဖို့တောင်းကိုစီကိုကြိုးစိုးကြိုးစားရှေ့ဆက်ယုံကြည်စွာရှောင်ပေးခြင်းပေါ်တော့တကယ်ချင်းမဲပြောမပြည့်ခိစတော့လူဝဆိုတာဒီလိုပဲတခါတည်းခက်ခဲများနဲ့တွေ့မယ်အနေရကြတဲ့မင်းတတိရှိနိုင်မှာဆုံးမဲနေရမြတချို့ကရည်တွက်ထားကြမယ်ဒုက္ခပါမြေ